ပြီးတော့ထွက်ပြေးသွားခဲ့တယ်အိမ်ပြန်ရောက်တဲ့အခါသူတို့ဟာတော်ဝင်မိသားစုဝင်တွေဖြစ်တယ်ဆိုတဲ့အချက်ကိုဖုံးကွယ်ထားတဲ့အတွက်သူ့အမိကိုစိတ်ဆုံနေပါတယ်အမိသမီးကိုမပြောခဲ့ဘူးဆိုတာမယုံနိုင်ဘူးမီယာရဲ့မိဘတွေကွာရှင်းပြီးနောက်မှာတော့သူမကိုတာမန်ကလေးတယောက်လိုချီပင်းစေခြင်းတဲ့အတွက်အမိဖြစ်သူနဲ့အတူနေထိုင်ဖို့သဘောတူခဲ့ကြတာဖြစ်ပါတယ်သူမအသက်16နှစ်ပြည့်တဲ့အခါမှာပြောပြဖို့စီစဉ်ထားခဲ့ကြပြီမဲ့အခုတော့သူမရဲ့ဖခင်ကွယ်လွန်ထားပြီးဖြစ်တဲ့အတွက်သူမအနေနဲ့ဒီတာဝန်ကိုဆက်ခံရတော့မှဖြစ်ပါတယ်နောက်တစ်နေ့မှာတော့သူမရဲ့အမေနဲ့ဘုရင်မကြီးတို့ဟာဒီကိစ္စကိုဆွေးနွေးကြပါတယ်ဘုရင်မကြီးကသူမကိုကဘာတိမင်းသမီးတစ်ပါးအဖြစ်မိတ်ဆက်ပေးချင်နေတာပါဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာမင်းသမီးတစ်ပါးလိုဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာကိုသူမကိုလေ့ကျင့်ပေးချင်နေပါတယ်သမီးမင်းသမီးမချစ်ချင်ဘူးမီယာကဒီအကျန်းစီကိုပြတ်ပြတ်သားသားဆင်ခြင်ခဲ့ပြီးမဲ့သူမရဲ့အမိကမင်းသမီးတင်တန်းတွေကိုတက်ရောက်ကြည့်ဖို့နဲ့အဲ့ဒီနောက်မှာတော်ဝင်မိသားစုဝင်ချစ်ချင်းမချစ်ချင်းကိုဆုံးဖြတ်ဖို့ဖျောက်ဖျခဲ့ပါတယ်ကပွဲကျင်းပတဲ့အချိန်အထိမီယာကဒါကိုရှုပ်ဝတ်ထားရလိမ့်မယ်အဲ့ဒီနောက်ဘုရင်မကြီးကမီယာကိုကဘာတိမင်းသမီးဖြစ်မချင်ညာခင်အထိသူမကိုစောင့်ရှောက်ဖို့နဲ့ဘေးကင်းလုံခြုံစေဖို့တာဝန်ပေးထားတဲ့လုံခြုံရေးအရာရှိချုပ်ဂျိုးနဲ့အတူလွှတ်လိုက်ပါတယ်မီယာဟာကျောင်းတက်ဖို့အတွက်လီမိုဇင်ကားတစ်စီးကိုလည်းလက်ဆောင်ရရှိခဲ့ပါတယ်လမ်းမှာသူမကလီလီကိုဝင်ခေါ်ခဲ့ပြီးလီလီကတော့အဲ့ဒီကားကိုကြည့်ပြီးအံ့အားသင့်နေခဲ့ပါတယ်ကျောင်းဆင်းပြီးနောက်မီယာဟာကားပင်းဆိုင်ကိုတွားခဲ့ပြီးသူမရဲ့ကားဟောင်းကိုပြင်ဖို့ဒေါ်လာ400ကုန်ကျမယ်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒီဆိုင်မှာအလုပ်လုပ်တဲ့လီလီရဲ့အိတ်ကိုမိုက်ခဲဟန်မီယာကိုသဘောကျနေအားကြပြီးသူ့ပြင်မဲ့သူမကတော့သူ့ကိုသိပြီးတတိမထားမိပါဘူး။အဲ့ဒီနောက်မှာတော့မီယာဟာသူမရဲ့ပထမဆုံးမင်းသမီးတင်ခန်းစာအတွက်နန်းတော်ကိုတွားခဲ့ပါတယ်။ဖခင်မကြီးကသူမရဲ့ရုပ်ရည်သင်ခင်ကိုဝေဖန်ပြီးပြောင်းလဲဖို့လိုအပ်တာမှတည်းကိုသူမရဲ့လက်ထောက်ကိုပြောပြပါတယ်။မင်းသမီးတစ်ပါးမှာရှိတဲ့ကိုဟာနေထားနဲ့ဒီကိုရည်တန်းရှင်းမှုရဲ့အကြောင်းကိုလည်းမီယာကိုတင်ကြားပေးပါတယ်။အဲ့ဒီနေ့ကစပြီးမီယာဟာခက်ခုန်ချင်းကနေစားတော့ချင်းနဲ့ကိုရီကိုတီတင်ပြချင်းအထိတော်ဝင်ချင်းဝက်အားလုံးကိုတင်ယူခဲ့ပါတယ်။နေတိုင်းကျောင်းဆင်းပြီးရင်သူမဟာသင်ခန်းစာတွေအတွက်နန်းတော်ကိုတွားရပါတယ်။ဒါကြောင့်မလို့သူမနဲ့လီလီတို့ဟာအတူတူအချင်းဖြုံးဖို့ခဲရင်သွားခဲ့ပါတယ်။မီယာဟာလီလီရဲ့တူတဲ့တောက်ငယ်ချင်းဖြစ်တာကြောင့်နောက်ရဲ့အနေငယ်မှာလီလီဟာအလွန်အထီးကျန်နေခဲ့ပါတယ်။ဒီနေ့မှာတော့ဘုရင်မကြီးကအီတလီစတိုင်ပညာရှင်ပါအိုလိုကိုမီယာရဲ့ရုပ်ရည်သွင်းပြင်ပြောင်းလဲပေးဖို့ဖိတ်ကြားခဲ့ပါတယ်။ပါအိုလိုရောက်လာပါပြီ။သူ့ရဲ့မျက်နှာအမူအရာကတခြားစီဖြစ်နေပေမဲ့သူကမီယာရဲ့တဘာဝအလားကိုချီးကျူးခဲ့ပါတယ်။ပါအိုလိုနဲ့သူ့ရဲ့လက်ထောက်တွေဟာမီယာကိုပိုပြီးကြီးကန်းလာစေဖို့မြခုံးဝင်းနှုတ်ပေးတာစပင်ဖြောင်းပေးတာမျက်နှာပေါင်းတင်ပေးတာနဲ့လက်သေးချေသေးဖြူပင်ပေးတာတွေကိုလှုပ်ဆောင်ပေးခဲ့ပါတယ်။သူကမီယာရဲ့မျက်မှန်ကိုလည်းရှိုက်ခွဲပေးလိုက်ပြီးမျက်မှန်အစားမျက်ကမှန်ကိုပဲတက်ခိုင်းခဲ့ပါတယ်။အားလုံးပြီးသွားတဲ့အခါမှာတော့မီယာဟာလူတခြားတယောက်လိုဖြစ်သွားခဲ့ပါတယ်။ဘုရင်မကြီးဟာသူများမိမလေးရဲ့ရုပ်ရည်အသက်ကိုသဘောကျသွားပြီးမြဲပါအိုလိုနဲ့သူ့ရဲ့လက်ထောက်တွေကိုဒီအလားပြင်းစင်မှုကိုရှုဝတ်ထားဖို့ပြက်ပြက်သားသားမှာကြားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့မီယာနဲ့ဂျိုးတို့ဟာလီလီကိုကြောင်သွားဖို့ဝင်ခေါ်ခဲ့ကြပါတယ်။မိုက်ခေကသူများရဲ့ရုပ်ရည်အသက်ကိုမြင်ပြီးသူများရဲ့အလှမှာမိမောသွားခဲ့ပါတယ်။ဒါပေမဲ့လီလီကတော့သူမရဲ့တငယ်ချင်းဟာကျောင်းကအကျင့်မကောင်းတဲ့မိန်းကလေးတွေထဲကတယောက်လိုဖြစ်သွားပြီလို့ထင်နေတဲ့အတွက်ဒီလိုအလှပင်လိုက်တာကိုသိပြီးမပြောပါဘူး။သူမကမီယာရဲ့စပင်အသစ်ကိုဖုံးခွယ်ဖို့အတွက်ရုပ်ဆိုးတဲ့ဥထုပ်တစ်လုံးကိုစောင်းခိုင်းခဲ့ပါတယ်။မီယာကတနေ့နေ့မှာသူမကိုပြစ်သွားတော့မယ်လို့လီလီကထင်နေတဲ့အတွက်သူတို့နှစ်ယောက်အကြီးအကျယ်စကားများခဲ့ကြပါတယ်။သူမတငယ်ချင်းရဲ့လီလီရှုမှုကိုမခံစားနိုင်တော့တဲ့အတွက်မီယာကလီလီကိုအမှန်တိုင်းပြောပြလိုက်ပါတယ်။လီလီဟာအံ့အားသင့်သွားခဲ့ပြီမဲ့ဒါဟာသူမရဲ့ဘေးကင်းလုံခြုံရေးအတွက်ထိတယ်လို့မီယာကရှင်းပြတဲ့အခါမှာတော့ရှုပ်ဝဲထားပေးဖို့သဘောတူခဲ့ပါတယ်။အတန်းထဲရောက်တဲ့အခါလာနာကမီယာကိုဥထုတ်ချွတ်ဖို့အနိုင်ကျင့်ခဲ့ပြီးသူမရဲ့လှပတဲ့စပင်ကိုမြင်လိုက်ရတဲ့အခါအားလုံးကအံ့အားသင့်သွားကြပါတယ်